Okay ဒီနေ့က Time City မှာ Chinese New Year ပွဲစည်းလေးလုပ်နေလို့တွားပြခဲ့တဲ့ vlog လေးပေါ့နော်ပထမဆုံးအနေနဲ့ TikTok မှာအရန် trend ဖြစ်နေတဲ့ cheesy corn လေးကို try ကြည့်ခဲ့တယ်ပေါ့နော်သူ့ရဲ့အနံ့လေးက cheese နဲ့တစ်တစ်လေးနဲ့တော်တော်လေးတော့မှုရယ်သူ့ရဲ့အရသာတွေက cheesy corn ဆိုတဲ့အတိုင်းပဲ cheese တွေ mayonnaise တွေနဲ့လုပ်ထားတဲ့ခါကျတော့နည်းနည်းလေးတော့ဤတယ်ဤတာမကြိုက်တဲ့သူတွေအတွက်တော့အဆင်မပြေလောက်ဘူးပေါ့နော်Okay နောက်သက်ဆိုင်သွားမယ်ပေါ့နော်ရွှေမန်းသူဆိုတဲ့ခိုးတော်မုတ်တီအဲ့ဒါလေးစားမှဖြစ်ပါတယ်ကိုရာမုတ်တီကလည်းသူ့ဈေးနဲ့သူ့ပိုရှင်နဲ့ကတော့မစိုးဘူးလို့ပြောလို့ရပါတယ်ရတာလည်းအဆက်အဟတ်တဲ့တယ်ဒါပေမဲ့ဇက်ကတော့အဆက်တိတ်မစားရသူဆိုတော့နည်းနည်းလေးတော့ဆက်တယ်ပေါ့နော်ဟင်းကားလေးလည်းမစိုးပါဘူးသူ့ရဲ့မုတ်ဖက်ကကြည့်တော့အေးပြီးတယ်ဒါလေးလည်းအဲ့လိုတီးစုံမောက်ချိုက်ဆိုတာပဲအဲ့ဒါလေးတွေ့လို့စမ်းစားကြည့်မယ်ဆိုပြီးတော့တပူးဆွဲခဲ့တယ်ပေါ့နော်ဒါလေးလည်းတန်ပါတယ်ဒါပေမဲ့အဲ့ဒီမှာပါတဲ့တခွားမွေးတီကတော့နည်းနည်းလေးချင်တယ်ပေါ့နော်တခြားအသီးတွေကတော့အကုန်လုံးအဆင်ပြေပါတယ်အဲ့အောက်မှာပါတဲ့တလဲသီးဖြော်ရည်လေးတွေတောက်လို့ကောင်းတယ်ပြီးတော့ဇက်ကအလောက်ကအပြန်ဒီကိုဝင်လာတာဆိုတော့နည်းနည်းလေးနောက်ကျသွားတယ်တူတယ်သူတို့အဲ့လိုမျိုးအပေါ်မှာတက်ကြတာမျိုးတွေပါတယ်မရှိတော့ဘူးအကုန်လုံးတိမ့်နေပြီအဲ့ဒါတွေပြီးတော့ဇက်ရဲ့ချစ်ရတဲ့ fan လေးနဲ့တပုံတူတူရိုက်တယ်ပေါ့နော်အမအဲ့အောက်ကကလေးလေးကဇက်နဲ့တူတူတပုံတွေ့ရိုက်ချင်တယ်ဆိုပြီးတော့သူ့အဖွာပူဇာနေရပေါ့နော်ဇက်ကအခုမှတတိထားမိတယ်ဇက်ကအဲ့လိုပဲလက်ထဲမှာမဟုတ်တစ်ခုရှိနေလို့ရှိရင်ဘေးနားဟာပါတစ်ခုမှအယုံမရတော့အဲ့ဒါကြောင့်ပြောတယ်မဟုတ်တည်းရဲ့လို့အဲ့ဒါပြီးတော့အိမ်ပြန်လာဆိုတော့အိမ်မပြန်သေးဘူးပေါ့နော်ဒီတော့လူများတဲ့တရုတ်တန်းကိုသွားပြီးမဟုတ်တရုတ်ထပ်သွားလုပ်ပါတယ်သွားလုပ်တော့အဲ့ဒီမဟုတ်တရုတ်လုပ်ချင်တာပုံကြောင်းပိတ်နေပြီပေါ့နော်အဲ့တော့ဇက်ကလေးနဲ့ပဲတပုံရိုက်ပြီးတော့ဒီတော့လူများတဲ့နေရာကြီးကိုကြောဖြတ်ပြီးတော့ပြန်လာခဲ့ရပါတယ် vlog လေးကတော့ဒီလောက်ပါပဲအားလုံးပဲ bye bye